ကဲဗျာတည်င်းကကောင်းသွားကြီးလို့နော်ခရီးသွားနေတဲ့တန်းလန်းတောင်မှမနေနိုင်လို့ကားပေါ်ကနေတင်လိုက်တာနော်လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းအကြမ်းဖက်မုတ်ဥမကောင်စီကို ILO က Article 33ကိုအမိန့်ချလိုက်ပြီနော်အရန်ရတာရှိတယ်တိလားအဲ့တော့လာမဲ့ဘောမတွေကတော့ဒဏ်ခတ်ပိတ်ဆို့မှုလာလို့ရှိရင်ဘယ်လိုဖြစ်တာတန်းရွှေလက်ထက်တုန်းကနိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြီးတော့ဗာပြန်လုပ်ကြတယ်စောက်ယူွက်နင်းပြီးတင်းစိန်ကိုတမရတင်ပြီးတော့ရွေးကောက်ပွဲလုပ်ပြီးတော့ထောက်ပေါက်ရှာလိုက်ကြတယ်အခုမင်းအောင်လှိုင်လက်ထက်မှာရွေးကောက်ပွဲလုပ်ဖို့တော့မကြံနဲ့တော့နော်အဲ့တော့ဒီအဲ့ကိုကျွန်တော်အရင်ဖတ်ပြမယ်တကယ်ကောင်းတဲ့ဟာတန်းချွေလက်ထက်ကပိတ်ပင်ခဲ့တဲ့ဒီပုံမှန်ကိုအခုတခါအာဏာသိမ်းတဲ့မင်းအောင်လှိုင်လက်ထက်မှာပြန်လဲပိတ်ပင်တာဖြစ်တယ်ပြည်ပြည်ဆိုင်ရာအလုတ်တမညီလာခံအဖွဲ့ကစစ်ကောင်စီကိုအေးယူဒဏ်ခတ်ပိတ်ဆို့ရန်ယနေ့ဇွန်လ9ရက်နေ့တွင်ဆုံးဖြတ်လိုက်တယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်သည့်133ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလုတ်တမညီလာခံ ILC ၌အပြည်ပြည်ဆိုင်ရာအလုတ်တမရေးရာအဖွဲ့ ILOE ပုံ33ပုံမှန်33 Article 33အရာဆုံးဖြတ်ခဲ့ခြင်းဟုသိရတယ်စစ်ကောင်စီကိုအေးယူဒဏ်ခတ်ဖို့အတီးပြုတ်လိုက်ပါပြီဟုအထက်ပါညီလာခံ၌ရှိနေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအလုတ်တမများတမကအဖွဲ့ချုပ် CTUN ဘို့အလုပ်မှုဆောင်ဒေါ်ခိုင်စာအောင်ကလူလူမျိုးကိုပြောတယ်အာဏာသိမ်းစစ်တပ်ဒီလူငယ်များနှင့်အလုတ်တမများကိုစစ်မှုထမ်းဥပဒေဖြင့်အဓမ္မစစ်မှုထမ်းစေခြင်းလွတ်လပ်စွာအတင်းဖွဲ့စည်းခွင့်ပြင်းထန်စွာချိုးဖောက်ကအဓမ္မခိုင်းစေသည့်အလုတ်တမအခွင့်အရေးနှင့်လူအခွင့်အရေးချိုးဖောက်မှုများကြောင့်ကန့်ကွက်သူမရှိညီလာခံကအတီးပြုတ်ခဲ့ကြောင်းတိပေးသည်ထို့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင်ကုလသမဂ္ဂအေဂျင်စီများကထောက်ပံ့သည့်နည်းပညာလူသားချင်းစာနာထောက်ထားမှုအကူအညီတန်တမန်ရေးစသည်များကိုရပ်တန့်ပြီးစစ်ကောင်စီကိုအကြမ်းဖက်စစ်တပ်အဖြစ်တရားဝင်တတ်မှတ်ခြင်းစစ်တပ်မှကျူးလွန်သူများကိုနိုင်ငံတကာတရားရုံး၌ရုံးတင်စစ်ဆေးအရေးယူခြင်းတို့ပါဝင်သည်ထို့ပြင်အပြည်ပြည်ဆိုင်ရာအလုတ်တမအဖွဲ့ချုပ် ILO အဖွဲ့ဝင်နိုင်ငံပေါင်း185နိုင်ငံ၏စီးပွားရေးလုပ်ငန်းရှင်တို့သည်စစ်ကောင်စီနှင့်ဆက်နွယ်ပတ်သက်မှုကိုရှောင်ကျဉ်ရတော့မည်လည်းဖြစ်တယ်စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မိအသေးစိတ်အချက်လက်များကိုညီလာခံတွင်ဆက်လက်ဆွေးနွေးနေဖြစ်ကြောင်းသိရတယ်လွန်ခဲ့သော25နှစ်နာအဖခေဦးတန်းရွှေလက်ထက်ကနိုင်ငံကို ILO ကပုံမှန်33ဖြင့်အရေးယူခဲ့ပြီးအကြမ်းဖက်စစ်တပ်အဖြစ်သတ်မှတ်ကစီးပွားရေးအလုံးစုံပိတ်ဆို့မှုများပြုလုပ်ခဲ့ဘူးသည် ILO ကပုံမှန်33ဖြင့်နိုင်ငံကိုအရေးယူခဲ့ဘူးပြီး2000ပြည့်နှစ်ကမြန်မာနိုင်ငံနှင့်2023ခုနှစ်မှာအာဏာရှင်နိုင်ငံဖြစ်သောဘီလာရုစ်နိုင်ငံဖြစ်တယ်အကြမ်းဖက်မှုများစက်တိုက်ကျူးလွန်နေသောစစ်ကောင်စီကို ILO ကပုံမှန်33ဖြင့်အရေးယူရန်အလုပ်အမားအဖွဲ့များတပိတ်အဖွဲ့များတော်လှန်ပြည်သူများလာပေါင်းများစွာတောင်းဆိုတိုက်တွန်းခဲ့ကြဖြစ်တယ်ကဲဒါကတော့တည်င်းမှာပါလာတဲ့ ILO အဖွဲ့က Article 33နဲ့အရေးယူလိုက်တာဖြစ်တယ်အဲ့တော့ဘာတွေအရေးယူမလဲစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တဲ့ဘာစီးပွားရေးလုပ်ငန်းကိုမှကမ္ဘာလှုပ်ခွင့်မရှိနော်လှုပ်တဲ့ကုမ္ပဏီကိုကမ္ဘာကထပ်ထန်ခတ်မယ်ပြီးလို့ရှိရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဆိုတဲ့နေရာစစ်ကောင်စီကနေအခုစီးဆင်းနေတဲ့လူသားချင်းစာနာထောက်ထားမှုအဆိုင်ရာအကူအညီတွေကိုနိုင်ငံတကာမှမထောက်ပံ့ဘူးရှင်းပြောရင်နာဂစ်မှာကျွန်တော်တို့ထောက်ပံ့ခဲ့တဲ့ထောက်ပံ့မှုရဲ့3ပုံပုံရင်တပုံကနာဂစ်ဒေတာတင့်တဲ့ပြည်သူလက်ထဲကိုတော့မရောက်ခဲ့ဘူးဒါအားလုံးဒီပဲဖြစ်တယ်အဲ့ဒါလိုပဲမြန်မာနိုင်ငံမှာအခုလက်ရှိမရောက်နိုင်ဆိုရင်ဒီအချက်အသေးမှာငလင်လှုပ်လိုက်တဲ့အတွက်သူဟာထောက်ပေါက်အများကြီးရှောင်ခဲ့တယ်နိုင်ငံတကာကကူညီထောက်ပံ့တဲ့ဒေါ်လာတန်းပေါင်းများစွာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုသူတို့ကတစ်ဆင့်လက်ခံပြီးတော့နော်ကဲဒုက္ခရောက်တဲ့ပြည်သူလက်ထဲကိုမထည့်ဘဲနဲ့သူတို့ရဲ့ဒီပြည်သူကိုနှိပ်ကုတ်တဲ့နေရာမှာစစ်ရေးအတုံးစိတ်ဖြစ်အတုံးပြုတ်ခဲ့တာတွေအများကြီးရှိတယ်အဲ့တော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိုတကယ်ဒုက္ခရောက်တဲ့ပြည်သူတွေကိုကဘာကမလူပြောတာမဟုတ်ဘူးစစ်ကောင်စီလက်ထဲကိုမလူတာနော်ဒါပေမဲ့အာဏာရှင်တွေဟာနာဂစ်တော့ကလည်းနိုင်ငံတကာကကူညီဖို့လာတဲ့အကူအညီတွေကိုပေးမဝင်ဘူးအမျိုးသားအကျိုးစီးပွားလုံခြုံရေးစသဖြင့်ဘာညာပြောပြီးတော့သူတို့လက်ထဲကိုတဆင့်ထည့်ပေးရတယ်နိုင်ငံတကာလာတဲ့အလှူရှင်တွေကိုဘန်ကောက်မှာလေကွင်းမှာရက်ခိုင်းတယ်ပြီးလို့ရှိရင်သူတို့လက်ထဲမှာပြည်သူကိုဝေမဲဆိုပြီးတော့သူတို့မျိုးစို့စားတောက်ပြီးကြံတဲ့အယိုးပဲပြည်သူပေးဆိုတော့အခုနောက်ပိုင်းကျရင်အဲ့ဒါလိုလောက်ရမျိုးတွေလောက်ခွင့်ရတော့မှာမဟုတ်ဘူးအစိုးဆုံးကတော့အကောင်းဆုံးကတော့လက်ရှိစစ်အာဏာသိမ်းမှုမှာပါဝင်တဲ့စစ်ကောင်းဆောင်တွေတာဝန်ရှိတဲ့သူတွေကိုနိုင်တကစစ်တရားခုံရုံးပေါ်တင်နိုင်ဖို့အတွက်အကောင်းဆုံးဒါကြော့ခွင့်ပဲအဲ့တော့ဒီ Article 33ရဖို့အတွက်ကျွန်တော်ရက်ဖက်အဖွဲ့အစည်းတွေနော်အင်အားဘောင်းဆောင်ကလာပေါင်းများစွာစူးစမ်းပြီးတောင်းဆိုခဲ့ရတာဒီနေ့တော့ဒီအနေထားကိုတကယ်ဖြစ်လာခဲ့ပြီအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနောက်တစ်ခုပြစ်ဖို့အတွက် no fine zone လေးထပ်ရလိုက်မယ်ဆိုရင်ကျွန်တော်တို့ပြည်သူတို့ကပွဲပြီးသွားပြီမှတ်လိုက်ပါအဲ့တော့ဒီ Article 33ချမှတ်တာနဲ့ပတ်သက်လို့ရွှေလက်ထက်တုန်းကဒီနေ့အထိပြောတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့နိုင်ငံတကာစီးပွားရေးပိတ်ဆို့လို့ရှိရင်ပြည်သူဒုက္ခရောက်တာတို့ပြည်သူငတ်တာလို့ခင်ဗျပြည်သူကအခုဘဝနေတာ
နော်မင်းအောင်အာနာသိမ့်လိုက်တယ်အာနာမသိမ့်ခင်မှာစံတိတ်3000ခွဲအာနာသိမ့်ပြီးတဲ့အချိန်မှာစံတိတ်3သိန်းကျော်သွားတယ်မြန်မာနိုင်ငံငွေဈေးကဘယ်လောက်ထိထိုးကျသွားတယ်နော်3သိန်းကိုဘတ်900ကျော်ထိဖြစ်သွားတယ်အာနာမသိမ့်ခင်မှာဘယ်ဈေးလဲအဲ့တော့ Article 33ပိတ်ဆို့လို့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လို့အခြားအရာတွေဒဏ်ခတ်ပိတ်ဆို့လို့ပြည်သူကဒုက္ခရောက်တာမဟုတ်ဘူးပြည်သူကအစအတွေကဒုက္ခရောက်ပြီးတာပဲအဲ့လိုဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက်ဘယ်သူဒုက္ခရောက်မလဲလက်ရှိပြည်သူကိုတက်နေတဲ့စစ်အတုံးစိတ်ကိုနိုင်ငံခြားငွေနဲ့လက်နက်ခဲယမ်းဝယ်ရတာနော်လေရင်စပြီးတော့မြန်မာငွေစက်ကူနဲ့ဘယ်ကောင်ကြီးမှသွားဝယ်ရုရှားကြီးမှတော့ဝယ်လို့မရဘူးနော်အခုဒီ Article 33အမိန့်ချဖို့အတွက်ကိုလည်းဒီယူသားညီညွတ်အမှတ်တစိတ်တွေနဲ့ကိုယ်စားလှယ်အဖွဲ့တွေကစကားပြောတဲ့အချိန်မှာရုရှားနဲ့ဘီလာရုစ်ကရုရှားကိုယ်စားလှယ်ကရှူးရှူးထပ်ဖြစ်သေးတယ်တဲ့ဒါရုရှားနဲ့ဘီလာရုစ်ကသူတို့ကကန့်ကွက်ဖို့လုပ်ခဲ့တာဒါပေမဲ့လို့ကန့်ကွက်သူမရှိဘဲနဲ့နောက်ဆုံးမှာဒီဟာကိုဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာအဲ့တော့မယုံကြည်နေဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီအတိုင်းဝိုင်းလူတွေဘယ်လိုဖွင့်နေတိတာတိုင်းပြည်စီးပွားရေးကြတာဒဏ်ခတ်ပိတ်ဆို့တာကိုတောင်းဆိုလို့မဲကြည့်နေအဲ့တိုင်းလာမှာဘယ်လိုပြောမလဲလူဘိန်းကြိုက်ပညာမဲ့အကြိုက်နော်အဲ့ဒီစကလုံးတွေနဲ့ပြည်သူကိုမြိတ်ထိုးလိုက်အဲ့တော့တိုင်းပြည်တစ်ခုမှာဗျအခွန်တိုးကောက်လိုက်လို့အောက်ထိခမားတို့ကျွန်တော်တို့ပြည်သူဘာမှမထိခိုက်တော့ဘူးဒါပေမဲ့အဲ့ဒီအခွန်တိုးကောက်လိုက်တဲ့အတွက်ထိခိုက်မှာဒီဘယ်သူတွေထိမလဲဒီအာဏာရှင်တွေနဲ့ပေါင်းနေတဲ့ခရိုနီတွေထိမှာအဲ့တော့အဲ့ခရိုနီတွေရတဲ့အခွန်ကိုပြီးတော့လန်ဒရာအခြေခံအဆောက်အအုံပြည်တိုင်းပြည်အတွက်ပြန်လဲအသုံးချတဲ့အတွက်တိုင်းပြည်အခုမှအခွန်တိုးကောက်လိုက်တဲ့အတွက်အကျိုးခံစား권ရလာဒီတိုင်းပြည်နဲ့ပြည်သူရမှာနစ်နာဝါဒဒီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့သူတို့တွေရဲ့တက်ရောက်မှုကတန်ပေါင်းများစွာဘီလီယံပေါင်းများစွာတက်ရောက်မှုရှိသွားတယ်အဲ့ဒါလိုပဲအခုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကိုချမှတ်လိုက်တဲ့အတွက်ပြည်သူကဘာထိမလဲနည်းနည်းလေးအကြက်တဲအပြောင်းလဲလေးမစိုးတော့လေးဖြစ်လိုက်မယ်ဒါပေမဲ့လို့တကောင်းအပြင်ညစ်မလောက်တော့တဲ့ဒီပြည်သူတွေဘဝဟာဒဏ်ခတ်အရေးယူတွေမပိတ်ဆို့လဲအားလုံးကြက်တဲငတ်မွတ်နေတာပဲလက်ရှိပြည်တွင်းမှာအလောက်ကိုင်းနေရှိတာနော်ကုန်စည်နှုန်းတွေဘယ်ဈေးတက်နေတယ်အဲ့တော့ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက်အဲ့ဒီအတိုင်းကအဲ့ဒီတိုင်းပဲဒါမဲ့ခန်းမှဒီဘလူးတယ်လက်ရှိမင်းအောင်လှိုင်သားအောင်ပြည့်စုံပိုင်တဲ့ကုမ္ပဏီဘယ်နှခုရှိတယ်ခင်တီးတက်မွန်ပိုင်တဲ့ကုမ္ပဏီဘယ်နှခုရှိတယ်လက်ရှိစစ်ဗိုလ်ချုပ်အတိုင်းအဝိုင်းဒီဥပိုင်ဆိုတဲ့ဥပိုင်အစုရှယ်ယာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကလာရောက်ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းပေါင်းဘယ်လောက်ရှိတယ်အခုဒီပိတ်ဆို့မှုကိုချလိုက်တဲ့အတွက်အဲ့ဒီလုပ်ငန်းတွေအားလုံးအကုန်ရပ်ဆိုင်းသွားမှာနော်အဲ့တော့စစ်ကောင်စီဟာနိုင်ငံခြားငွေရှာပြီးတော့ပြည်သူကိုတက်တဲ့နေရာမှာအတုံးပြုနေတယ်အဲ့တော့ဒီနေ့မြန်မာနိုင်ငံမှာစစ်တိုင်းပြည်ရဲ့ဘဏ္ဍာအကုန်ဆုံးအရာနှစ်ခုပဲရှိတယ်နော်တိုက်ပွဲအဲ့ဒီတိုက်ပွဲမှာတော်လန်ရေးဘက်ကကုန်ကျစရိတ်နဲ့စစ်ကောင်စီဘက်ကကုန်ကျစရိတ်တော်လန်ရေးဘက်ကကုန်ကျစရိတ်ကတော့ခင်ဗျားတို့ကျွန်တော်တို့တိတဲ့အတိုင်းပဲနော်ပြည်သူတွေရဲ့ကျွင်းတဲ့စာနဲ့ကိုယ်ပြစ်ဖို့ကြည်ဖို့ဆိုပြီးတော့ကြည်ပရောက်တယ်နော်အခုဖြူကျော်သိန်းဆိုတိမ်ပေါင်းတောင်းတဲ့ချီကိုရှာပေးနိုင်တယ်တော်လန်ရေးအတွက်နော်ဒါတော်လန်ရေးငွေတို့တရားဝင်ပြောပြီးရှာတာအဲ့တော့ပြည်သူဘက်ကကုန်ကျတဲ့ဒီ budget ဒီပြည်သူကဒီခွေးမျိုးပြုတ်ဖို့အတွက်ဆိုပြီးကုန်ကျတဲ့ budget အစအတည်းကတော်လန်ရေးအတွက်ဆိုထည့်တယ်ဒါပေမဲ့စစ်ကောင်စီဘက်က16ကြီးတောက်ကိုဒိုင်းကလေးပြစ်လိုက်လို့ရှိရင်ဘတ်ငွေ40လောက်ကျတယ်အဲ့တော့ဘတ်ငွေ40ဆိုရင်မြန်မာငွေ9000လောက်ရှိတယ်အဲ့တော့ဒိုင်းလက်တစ်ချက်ကို9000ကုန်မယ်ဆိုဒိုင်း4ချက်ဆိုရင်2000ကုန်ပြီအဲ့ဒီငွေတွေအားလုံးဒီဘယ်ရလာလဲအခုလို့ဒီနိုင်ငံကရတဲ့အခွန်ဘဏ္ဍာငွေတွေပြီးလို့ရှိရင်နိုင်ငံခြားဝင်ငွေတွေကိုတိုင်းပြည်ဒီကြီးစံတွေလက်နက်တွေဝယ်ပြီးဘဒုကိုနှိမ်နေတာလေအားလုံးထိတဲ့အတိုင်းပြည်သူတွေနေတဲ့အိမ်တွေမီးရှို့တဲ့စီးတဲ့နှိမ်နေတဲ့နေရာမှာအတုံးပြတာနော်အဲ့တော့ဒလိုဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက်အဲ့ဒီတိုင်းပြည်ရဲ့လုပ်ငန်းမှန်သမျှကိုဂုတ်တွေးစုပ်နေတဲ့ခရိုနီတွေဒီစစ်တပ်အတိုင်းဝိုင်းအကောင်တွေချီးပေါက်ပိတ်မယ်ပြည်သူတက်ဖို့နိုင်ငံခြားငွေရှာနေတဲ့မင်းအောင်လှိုင်ရဲ့ဝင်ငွေလမ်းကြောင်းပိတ်မယ်နော်အဲ့ထက်ကောင်းတာကဒီအာဏာသိမ်းမှုမှာအဲ့မိကိုဥပဒေမဲ့အာဏာသိမ်းတဲ့ရာဒီအချမ်းဖက်စစ်တပ်အဖြစ်ကဘာကတတ်မှတ်ကလိမ့်မယ်အဲ့ဒါဆိုရင်ဘာဖြစ်လာမင်းအောင်လှိုင်အပါအဝင်ဒီနိုင်ငံတော်ကိုပုံကန်ထားတဲ့ရာဇဝတ်ကောင်တွေအားလုံးကိုကျွန်တော်တို့ ICC လိုမျိုးနိုင်ငံတကာတရားရုံးတွေပေါ်ကိုတင်ပြီးတော့လေဘင်းကိုဝင်စွတ်နိုင်လိမ့်မယ်အင်မတန်ကောင်းတဲ့သတင်းလေးနော်ဒါကြောင့်မလို့ကျွန်တော်ခီးတွားနေတိုင်းနေနိုင်လို့ဒီတနေ့လေးကိုတင်ပြခြင်းဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေအတွက်လွတ်မြောက်ဖို့အချိန်နည်းနည်းပဲလို့တော့လေအားလုံးဝိုင်းကြိုးစားပါကျွန်တော်အခုတွားနေတာကျွန်တော်ကိုကြိုးစီးခီးတွားနေတာမဟုတ်ဘူးနော်ကျွန်တော်တို့တော်လှန်ရေးအတွက်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီချိန်ထိဒါပေမဲ့အားနေတက်တယ်ကျွန်တော်ကားကိုလေးပေါ်မှာနော်ကားပြန်ပုံစံမျိုးဖြစ်အောင်လားစီးပလိုက်ရှင်အဲ့လောက်ထိအားနေတက်တယ်အဲ့တော့မကြပါဘူးကျွန်တော်တို့တိုင်းပြည်ရဲ့ရောင်ဒီကိုမြင်ရပါတော့မယ်
ဒုက္ခရောက်နေတဲ့ပြည်သူတွေဘေးအန္တရာယ်ကြာရောက်နေတဲ့ပြည်သူတွေအမြန်ဆုံးဘေးကင်းကြပါစေကျွန်တော်တို့တိုင်းပြည်ကပြည်သူတွေအမြန်ဆုံးလွတ်မြောက်ကြပါစေ